သွားလျှောက်တယ်ပေါ့နော်ဒီမှာတော့လမ်းသွားလျှောက်တယ်9မိုင်ခွဲဝင်ကျင်လောက်ရှိတယ်ပေါ့9မိုင်ခွဲဝင်ကျင်လောက်တောက်တက်သွားလျှောက်ပြီးတော့ဒီ Fremont နောက်Union City မှာဗမာစားတောက်ပြီးစနေတနေ့ကနေဆိုရင်ဗမာပြည်ကစားတောက်တယ်ပေါ့နော်မွေးငါတို့နှကြီးတုတ်တို့စုံတုတ်တို့ခောက်ဆွဲတုတ်တို့ရှမ်းခောက်ဆွဲတို့တိုးဘူးနွေတို့အဲ့လိုမျိုးပေါ့အသားပေါင်းတို့အကြေဘိုးတို့ဘာတို့ကအစားရောက်နေဆိုင်ရှိတယ်အဲ့ဆိုင်မှာနေလေစားပေါ့နော်မနေ့စားမကြနေလေစားမကြဘူးနော်လမ်းလျှောက်7ခွဲလောက်ပြီးသွားတဲ့အချိန်ကျတော့ဟိုဘက်ကနေဒီကိုကားပြန်မောင်းလာဒီကို7နာရီခွဲကျော်လောက်ရောက်အဲ့ဒါစားပြီးတော့စားပြီးကိုအိမ်ပြန်လာပေါ့ဆိုတော့ဒီမှာတော့အဲ့လိုအမေရိကန်မှာတော့ထွေးအမေရိကန်မှာဒီကယ်လီဖိုးနီးယားမှာဒီ National Park တွေ State Park တွေတော်တော်များတယ် County Park တွေလည်းရှိတယ်အဲ့တော့မြို့သားဥယျာဉ်ပေါ့နော်ဘာလို့ဆိုတော့နိုင်ငံတော်အဆင့်မြို့သားဥယျာဉ်တွေရှိတယ်ပြည်နယ်ကနေပြီးတော့သတ်မှတ်ထားတဲ့ပြည်နယ်အဆင့်ဥယျာဉ်တွေမြို့သားဥယျာဉ်တွေရှိတယ်ကျွန်တော်ဒီခရိုင်လိုက်သတ်မှတ်ထားတဲ့ခရိုင်အဆင့်ဥယျာဉ်တွေရှိတယ်ဒီမှာကအဲ့ဒီတမှာရှိတယ်ဒီသားရဲတရိษံဒီသားကောင်းတွေအဲ့ဒါတွေကိုတော့သူကဒီတိုင်းပဲထားတယ်ပေါ့နော်ပြီးမယ်ဆိုတော့တချို့များတော့အဖြစ်တော့ဒီဘက်မှာတော့ဝက်ဝန်ရှိတယ်ဝက်ဝန်တွေရှိတယ်ဥယျာဉ်တွေရှိတယ်နောက်တောင်ချင်းတွေရှိတယ်တမင်ကတော့နေရာတိုင်းမှာရှိတယ်တမင်ကကြတော့ဒီမှာရှိတဲ့တမင်တွေကကြတော့ကောင်းနေလဲကြီးတယ်နောက်တစ်ခုကလူမကြောက်ဘူးပေါ့နော်ဒီမှာရှိတဲ့တိရစ္ဆာန်တွေအကုန်လုံးကလူမကြောက်ကြဘူးဗျလမ်းလျှောက်သွားရင်ရှင်လေးတွေကြွက်ကလေးတွေငှက်လေးကအစားဟိုဘေးနားမှာသူတို့နားထိလူရောက်လာလေပြေးရကောင်မှမသိဘာလို့ပြေးရကောင်မှမသိလဲဆိုတဲ့ခါကျတော့ဟိုသူတို့ရဲ့ life တစ်ခုလုံးမှာသူတို့မိဘတွေမှာပေါ့နော်သူတို့မှမတင်ကြားခဲ့ရဘူးလေဒါဒီအန်ဒီရရှိတယ်လူတွေဒီအန်ဒီရရှိတယ်သူတို့ဒုက္ခပေးနိုင်တယ်ဆိုတဲ့ဟာသူတို့ဘဝမှာသူတို့ရဲ့ရှိရမိဖတွေလည်းမတင်ခဲ့ရဘူးမသိခဲ့ဘူးအဲ့တော့သူတို့လည်းပဲမတင်ခဲ့ရဘူးမသိဘူးအဲ့တော့ကြောက်ရကောင်မှမသိလူတွေနားမှာပဲသွားလာတယ်တချို့နေရာတွေမှာရက်ွက်တွေမှာဟိဆိုတမင်တွေတို့ပါတို့ကရက်ွက်တွေထဲမှာနေခါတည်းသွားလာနေကြတာရှိတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့သူတို့မှကြောက်တရားမရှိဘူးလူတွေကသူတို့ဖန်စီတက်ဖြတ်မယ်ချိန်ချောက်မယ်နာတရားဖြစ်အောင်လုပ်မယ်ကြောက်လန့်အောင်လုပ်မယ်ဆိုတာမရှိတဲ့အခါကျတော့သူတို့ကမကြောက်ဘူးအဲ့တော့ဒီလိုတိုင်းပြည်တွေမှာကျွန်တော်တို့လူတွေမပြောနဲ့ပေါ့ဒီကျွန်တော်တို့တောကောင်တွေထဲမှာတောတောင်တွေထဲမှာနေရတဲ့ဒီတိရစ္ဆာန်တွေအစားမကြောက်တဲ့ freeway ပေါ်လျှောက်တော့ freeway ပေါ်မောင်းတော့ဒီကမျက်မှန်မတက်လို့မရဘူးဒီကမျက်မှန်ဆိုပေမဲ့ဒါစီကြီးအကောင်းဆိုင်ဒီကမျက်မှန်ပေါ့ပေါ့30လောက်ပဲပြီးရတယ်စီပေါ်ဒီကမျက်မှန်တက်မနှမျောအောင်ပေါ့နော်ဒီမဲ့ကျိုးသွားလဲမနှမျောရတဲ့မျက်မှန်ကောင်းတာ brand တွေဝင်တယ်လို့ကျိုးသွားပြိုသွားရင်နှမျောရတယ်လေဆိုတော့ဒါကြတော့မနှမျောတယ် freeway ပေါ်မှာပေါ့အဲ့တော့စောစောကဆက်ရရင်တရိษံနေတော့ကောင်တရိษံနေမကြောက်ဘူးဘာမှမကြောက်ရတဲ့ခါကျတော့သူတို့ကလွတ်လွတ်လပ်လပ်နေတယ်လူတွေကြားထဲမှာသွားလာတယ်လူတွေလာလေပဲကြောက်အဲ့တော့ဒီဘက်မှာရှိတဲ့ဒီတော့ hiking တွေ trekking တွေသွားလို့ရတဲ့နေရာတွေမှာကတော့တရိษံတွေပေါ်တယ်နောက်ဒီမှာကလည်းပဲသူတို့ကယ်လီဖိုးနီးယားမှာကဒီလိုမျိုးသွားလို့ရတဲ့ဒီ
တိတ်ဟဲပြီးတော့မလျှောက်ဘူးကိုကအလုပ်9ရက်မှာစိတ်ပန်းပြေလူပန်းပြေပေါ့နော်သွားတဲ့တော့ပဲဆိုတော့အဲ့တော့စောစောကပြောရရင်တော့ကြောက်တရားပေါ့ကျွန်တော်တို့စီမှာကြတော့ဒီတိရစ္ဆာန်လေးတွေရဲ့အစားဒီကြောက်တရားနဲ့ကြီးပြင်းရတယ်တော်တဲ့ရတိရစ္ဆာန်ဆိုနေတယ်လေဒါနဲ့တင်လာခဲ့ရတဲ့ခါကျတော့ကိုကကြောက်ကြတယ်ပေါ့နော်ဒီဘက်မှာတော့အဲ့လိုမျိုးရှိဘူးလူတွေမှာလည်းထုံနေတယ်ပေါ့ကြောက်တရားကတော်တော်လေးနေကြတယ်ကျွန်တော်တို့ဒီကြောက်ရွှေခြေချကြောက်ရွှေလာတဲ့လူတွေမှာတော့ကြောက်တရားများတယ်ကြောက်တရားတွေများတဲ့အတွက်ကြောင့်ရုံပြင်ကနာသွားဖို့ကိစ္စဆိုရင်လည်းတက်နိုင်တယ်ရှောက်နေပေါ့ကောင်းတဲ့ကိစ္စလုပ်ဖို့ပဲဖြစ်ဖြစ်ဟိုမှုခင်းကိစ္စအတွက်ကိစ္စပိုတော့ပေးတာပေါ့နော်တော့ကောင်းတဲ့ကိစ္စတစ်ခုလုပ်ဖို့အတွက်ဒီလိုကိစ္စတစ်ခုလုပ်ဖို့အတွက်ဆိုရင်တော့မှပဲရုံသွားရမှာအမတန်မှမသွားချင်ကြဘူးဆိုရရုံနေပါဆိုတော့အပြည့်လို့လေကျွန်တော်တို့ဖြတ်တန်းရတယ်ဖြတ်တန်းခဲ့ရတဲ့တွေ့ကြုံရမှာကြတာဒီနေ့ကတော့အဲ့ဒါဒေါ်လန်တော့ရှောက်တယ်ရှောက်ပြီးတော့နာနာနေနေပေါ့လေပိတ်ရက်လေးတွေဆိုရင်တော့အဲ့လိုမျိုးနာနာနေနေလုပ်ဖြစ်တယ်ဘာလို့လဲဆိုတော့လေလုတ်ချင်ရှိတယ်ပေါ့ဒီမှာအနေရဘာကြီးပဲငါဘာကြီးပဲဆိုတဲ့ဟာဒီဘယ်လိုပဲဖြစ်ဖြစ်ဒီမှာဆိုရင်တော့လေဒီရောက်တော့လေဒီမှာလို့လုံးနေကြင်ကြံရတယ်ပေါ့နော်ကိုကဒီမှာရှိတဲ့လိုအပ်တဲ့ယာရုလိုက်လိုအပ်တဲ့လုပ်ငန်းလိုက်လိုအပ်တဲ့ certificate တွေကိုမဖြည့်နိုင်ဘူးဆိုရင်မဖြည့်နိုင်တဲ့အပြောင်းပို့ပြီးတော့မှ payment နဲ့လုပ်ဖို့လုပ်ပါမယ်ဖြည့်နိုင်တဲ့ဟင်းဆိုရင်တော့နည်းနည်းပို့တတ်တာဒီမှာတော့ freeway ကနေပြီးတော့ကျွန်တော်ပြန်နေတယ်ဒီနေတာမှာတော့680ပေါ့နော်680 freeway ကနေပြန်တယ်freeway တွေကတော့ဒီမှာတော့အနည်းဆုံးလက်ရှိတိုင်းကျွန်တော်တနားရီမိုင်90လောက်နေပေါ့နော်မိုင်နဲ့ပေါ့မိုင်90လောက်နေပေါ့လေကားနဲ့ပူရှိပြီးတော့ပေါင်းရရင်တော့80နဲ့ပေါ့ဒီကတော့ကားတွေများနေတယ်ပေါ့နော်များနေတော့ရှင်းကားတွေလည်းရှိတော့မိုင်90လောက်နေပဲပေါ့များနေဆိုတော့ဒီမှာတော့ freeway ကြီးတွေကမိုင်90 80ခါတည်း80ကျော်ပြီးတော့ပေါင်းကြတယ်ပေါ့ကျိုးနေရာတွေမှာဟဲ့ဆိုတော့85နိုင်နိုင်90ပေါ်လာတယ်ရှိတယ်ဒီမှာတော့သူကတော့တရားဝင်အပြင်ကတော့65နိုင်55နိုင်စသဖြင့်တော့တတ်မှတ်ပြထားတယ်အဲဝင်ချင်တော့ဒါပေမဲ့55မိုင်လောက်နေရတော့ freeway ပေါ်မှာတက်ဖို့အဆင်ပြေဘာလို့စနေနေ့ဆိုတော့ကိုကြောင့်ကျန်တဲ့ကားတွေကိုတောက်ချက်ဖြစ်တာ55မိုင်လောက်ကြီးဆိုရင်ဘယ်တမ်းမှ freeway ပေါ်မှာဟောရင်တော့ဘယ်တမ်းမှပြေးတယ်တော့ဖြစ်တာတိုင်း55မိုင်အဲ့တော့အနည်းဆုံးတော့90 80အဲ့လိုမျိုးပြန်ပေါင်းကြကယ်လီဖိုးနီးယားမှာမဟုတ်ပါဘူးဒီအမေရိကန်မှာတော့နယူးယောက်ကလွယ်ရင်ကျန်တဲ့ပြည်နယ်နဲ့လူတွေပါတော့ဘိုင်ကားရှိမှအဆင်ပြေတယ်ပေါ့နော်ကားတစ်စီးတော့ရှိမှအဆင်ပြေတယ်ကားတက်ဖို့ကြီးရတယ်ဒီကကားတစ်စီးတော့ပြန်တယ်အားကြောင့်လဲဆိုတော့ဒီရတဲ့နေရာနဲ့တမီးလေးကားနဲ့တော့အဆင်ပြေတယ်လိုင်းကား public transportation စနစ်ကနယူးယောက်ကတော့ရန်ကောင်းတယ်ဒီရောက်ရထားလေးတမျိုးလုံးကြီးကိုလက်ရှက်ထူပြီးတော့တိဆောက်ထားတယ်ဆိုတဲ့အတွက်ကြောင့်တမျိုးလုံးကိုဒီမြောက်ရထားစီးပြီးတော့မှဒီလောက်ကျေပွေးတဲ့နယူးယောက်ကိုသွားလို့လားပတ်လို့ရတယ်အဲဒီဆန်ဖရန်တို့ဘာလို့ကတော့ public transportation ဖြစ်တဲ့ line ကားတွေနောက်တော့ရထားတွေပေါ့မြို့ပဲရထားပေါ့မြောက်ရထားမြို့ပဲရထားဆက်မရှိပြီပဲတိတ်အားမကောင်းနေတယ်ပေါ့နေရာစုံရောက်ဖို့ခောက်ရည်စီးအများကြီးဖြစ်တယ်ကျဲတယ်ပေါ့ဆိုတော့အဲ့ခါကျတော့ကားမောင်းတဲ့ဝယ်တယ်ဒီကမှာကားမောင်းတဲ့ရင်တော့ခြေတော့ပြတ်တယ်ဆိုတော့ကားကဒီမှာတော့ဆန်ရှိမှဝယ်စီရတဲ့အရာပေါ့အလုပ်သမားလုပ်ချင်တယ်လုပ်ချင်အလုပ်လုပ်ရမယ်အလုပ်သမားလုပ်ရမယ်ဆိုရင်လည်းကားရှိမှရတယ်ကားမရှိရင်တော့မှရောက်ဖို့တိတ်ပြီးလွယ်ခြေတော့ပြတ်တယ်ပဲဒီမှာတော့ကားဒီ
ကြပါစို့Mercedes ဆို BMW လို့ Range Rover လို့ကားကောင်းကြီးတွေ branded ကားကြီးတွေကဒီမှာတော့တစ်သေးတွေကပဲစီးတာတော့မဟုတ်ပြန်မလွာပေါင်းဆိုတာစီးကြဟိုလာစင်ပေးနိုင်စီးပေါ့နော်အတူဝင်ဝင်နဲ့လာစင်ကြီးပေးနိုင်နေဆိုရင်တော့သူလည်းပဲ BMW ပဲစီးလို့ရတယ် Mercedes ပဲစီးလို့ရတယ်ကားကောင်းနေပေါ့နော် Audi စသဖြင့်ပေါ့ Porsche တွေစသဖြင့်ကြိုက်တာတွေပဲစီးလို့ရတယ်သူလုပ်တဲ့အလုပ်ကဘာပဲဖြစ်နေပေါ့နော်သူဝင်ဝင်နဲ့သူပေးနိုင်တယ်ဆိုရင်စီးလို့ရတယ်ကြိုက်တဲ့ကားဒီလိုပဲစီးနေကြတယ်ဆိုတော့ကျွန်တော်လုပ်တဲ့အလုပ်မှာဆိုရင်ဒါကျွန်တော်ကားဒါအနေအစုံထဲမှာဒါပေါ့နော်ကားဟောင်းနေဂျပန်ကားဆိုတော့ထောင်ဝင်နိုင်မဲ့ပေးရတယ်ကားဒါပေမဲ့အလုပ်မှာဒေါ်လာ4-5,000ပေးရတယ်ကားတွေ Tesla BMW စသဖြင့်ပေါ့နော် Audi စသဖြင့်ဒါတွေစီးနေတယ်ပဲအများကြီးပဲစီးနိုင်ကြတယ်ပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့ပေးနိုင်တယ်ဆိုရင်ဒီနိုင်ငံမှာတော့ဒီတိုင်းကြိုက်တဲ့ကားကိုစီးလို့ရတယ်လာတင်ကြီးပေးနိုင်တယ်ဟေးဆိုရင်အတူဆိုအိမ်ဝယ်နိုင်တယ်ဘာလို့လဲပေးနိုင်တာပေါ့နော်ဒီကားပေးမယ်ဆိုလာတင်ကြီးပေးနိုင်တယ်အကျွေးနဲ့ရောင်းပေးတယ်ဝယ်စီလို့ရတယ်ဒါပဲအဲ့တော့ဒီမှာနေလို့ကားတွေစီးနေတယ်ပဲ iPhone တွေကိုင်နေတယ်branded အင်ကြီးတွေဝယ်စားတွေသုံးဆောင်တွေသုံးနေတယ်ဆိုတာဒီနိုင်ငံမှာကတော့ဖြည့်ကြီးစရာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီတိုင်းအလုပ်တစ်ခုရှိဝင်ဝင်ရှိလုပ်ကောင်းမှမဟုတ်ဘူးလုပ်ကြီးကိုင်ကြီးညာလူကြီးလားစားအများကြီးရှိမှာမဟုတ်ဘူးဒီတိုင်းဒီဝယ်စီလို့ရတယ်ကျွေးဝယ်လို့ရတယ်လေကျွေးဝယ်လို့ရတယ်ရေးချပေးလို့ရတယ်ပေးရမှာဆိုဒီမှာနောက်တစ်ခုရှိတာကတော့ဒီနိုင်ငံမှာကအသိချက်ပြုတ်ပြီးစားတဲ့အစားအသောက်လိုမျိုးကလွဲရင်ပစ္စည်းတော်အကုန်လုံးက grocery store အစားပေါ့နော်ဝယ်ပြီးတဲ့ပစ္စည်းတွေကို return လုပ်လို့ရတယ်ပြန်တန်းလို့ရတယ်မကြိုက်ဘူးပေါ့နော်မကြိုက်ဘူးပြန်လဲလို့ပြန်တန်းလိုက်လို့ရတယ်ကိုပေးထားတဲ့ပစံဖြစ်ပြန်ဥပမာကျွန်တော်ဒီအင်ကြီးဝယ်မယ်ပေါ့ okay ဝယ်ပြီးတော့အိမ်ရောက်တဲ့ခါကျတော့မှပြန်ပြီးတော့ဝတ်ကြည့်တယ်အဆင်မပြေဘူးပေါ့တော့ပြန်တန်းလို့ရတယ်ဖက်နက်ဆိုလေတူနေတော့ကောင်းတယ်ဟို hiking စီးတဲ့ဖက်နက်ဘာဖြစ်လို့ဖက်နက်မှာလိုက်တယ် online ကနေမှာလိုက်တယ်ရောက်လာမယ်စီးကြည့်တယ်စီးကြည့်ပြီးတော့ကိုခြေထောက်နဲ့အဆင်မပြေဘူးပေါ့စီးကြည့်တဲ့အချိန်ကျတော့မကြောက်ဘူးဖြစ်နေတယ်လေဆိုရင်ပြန်တန်းလို့ရတယ်ဆိုတော့အဲ့အတွက်ပစံအပြည့်ပြန်ပေးတယ်တချို့ပစ္စည်းတွေကတော့တစ်စိတ် original တစ်စိတ်တွေမဖြုတ်နဲ့ပေါ့နော်မဖြုတ်ရင်ပြန်တန်းလို့ရတယ်တချို့ပစ္စည်းတွေဖြုတ်လိုက်လည်းရတယ်ပြန်တန်းတယ်ပြန်ပေးလို့ပြန်ငွေပြန်အမ်းပေးတယ်ဒါဒီနိုင်ငံမှာကောင်းတဲ့ချက်တစ်ခုပေါ့အဲ့လိုကြည့်တော့တစ်ဖက်ကစဉ်းစားတော့ဟာလူတွေကဒီပစ္စည်းတွေဝယ်လိုက်ပြန်တန်းလိုက်လို့ရင်ဆိုင်နေမရှုံးဘူးလားလို့စဉ်းစားစရာတော့ရှိတယ်ဒါပေမဲ့ဟိုလူတွေဒီတူကိုပေါ့နော်ဟိုဝယ်တယ်မကြိုက်ရင်ဝယ်ပြီးတော့မှအဆင်မပြေရင်သုံးလို့အဆင်မပြေရင်မကြိုက်ရင်ပြန်တန်းလို့ရတယ်ပြန်ပြီးတော့ဆိုင်မှာပြန်ပြီး return လုပ်လို့ရတယ်ဆိုင်ကိုပြန်အပ်လို့ရတယ်ပေါ့နော်ဆိုင်ကိုပြန်ပေးလို့ရတယ်ဝေပြန်အပြည့်ပြန်ပေးတယ်ဆိုတာဖြစ်တဲ့အတွက်ကြောင့်ဒီကလောလောကူကူဝယ်ကြတယ်ဗျအဲ့တော့မကြိုက်လည်းပြန်တန်းလို့ရတယ်ပေါ့နော်ဝယ်လိုက်တယ်ဝယ်ပြီးသွားတဲ့အခါမှာဆိုင်တွေကိုပြန်အမ်းဖြစ်တဲ့ပြန် return လုပ်ဖြစ်တဲ့ပစ္စည်းကနေတယ်ဝယ်ပြီးတော့ပြန် return မလုပ်ဖြစ်ကြဘူးပေါ့နော်ပြီးအကြောင်းတစ်ခုပြီးသွားလို့ပဲဖြစ်နောက်မှတန်းမယ်လို့ပဲဖြစ်ဆိုတော့အဲ့ဒါပူကြောင်းရတယ်ဝယ်ပြီးပစ္စည်းမကြိုက်ရင်ပြန်လဲလို့ရတယ်ပြန်ပြီးတော့ refund ပြန်ပတ်စံပြန်ရမယ်ဆိုတာဆိုင်ကိုပြန်ပြီးလို့ရတယ်ပြန်ရမယ်ဆိုတာဖြစ်တဲ့အတွက်ကြောင့်လူတွေကလောလောကူကူဝယ်တယ်ပဲပစ္စည်းမဆိုကောင်းမယ်ထင်တယ်ကိုကြိုက်မယ်ထင်တယ်ဆိုလောလောကူကူဝယ်လိုက်တယ်ပြီးရင်တော့ပြန်မတန်းဖြစ်တော့ကျွန်တော်လည်းဒီလိုပဲဝယ်တယ်ပြီးရင်လောလောကူနဲ့ပြန်ပြီးတော့ပြန်မတန်းဖြစ်တော့တဲ့အခါကျတော့
ပတ်စံတွေကကုန်တာပေါ့နော်ဆိုင်တွေကပူရောင်းသွားတယ်အဲ့ဒီ option လေးရှိတဲ့အတွက်ကြောင့်ဆိုတော့အခုတော့ကျွန်တော်နေတဲ့အိမ်ကိုရောက်ပြီနောက်မှပြန်ဆုံးကြမယ်